驚すのではなく穏やかに話す。ချောင်းလန့်ပြောဆိုတာမဟုတ်ဘဲနဲ့နူးနူးညံ့ညံ့ညင်ညင်တတနဲ့ပြောမယ်။私は近所の公園で火災がよく発生するので困っていた。ကျွန်တော်ကနီနာပန်းချံမှာမိလောင်မှုတွေခဏခဏဖြစ်တဲ့ကြောင့်မို့လို့ခက်တွေ့နေခဲ့ပါတယ်။立て札には火災を起こした者には罰金刑を課すと書かれていたが、若者たちはそれを無視してバーベキューしていた。သတိပေးဆိုင်ပုံမှာမိလောင်မှုဖြစ်ပွားအောင်လုပ်တဲ့သူကိုတန်ရိုက်မယ်တန်ချမဲ့မယ်ဆိုပြီးတော့ရေးထားပေးမယ်လေလူငယ်တွေကအဲ့ဒါကိုလစ်လျူရှုပြီးတော့မတိကျအောင်ဆောင်ပြီးတော့ဘာဘေကျူးလုပ်နေခဲ့ပါတယ်そこで私はそういう若者を見かけると火を消しなさいさもなければ警察に通報するぞと脅かしたအဲ့ဒါကြောင့်မလို့ကျွန်တော်ကအလိုမျိုးလူငယ်တွေကိုမြင်တဲ့အခါမှာမိငိမ့်လိုက်စမ်းဒါမှမဟုတ်ရင်ရဲစခန်းကိုအကြောင်းကြားမယ်ရဲစခန်းကိုတိုင်မယ်ဆိုပြီးတော့ခြောက်လန့်ခဲ့ပါတယ်彼らは聞き入れたがふてくされた表情を見せたသူတို့တွေကသူပြောတာကိုကြားခဲ့ပေမဲ့လည်းမကြိုက်တဲ့မျက်နှာမူရာတွေဖြစ်နေခဲ့ပါတယ်しばらくして私は正しいことをしているようで間違ったことをしていたことに気づいたအချိန်ခိုက်တက်ကြတဲ့အခါမှာကျွန်တော်ကအမှန်ကိုလုံးနေတယ်လို့ထင်ရပေမဲ့လည်းမှားနေတာကိုသတိထားမိသွားပါတယ်။မှားဆိုလို့ချင်တာကသူပြောတာကမှန်တယ်လို့ထင်ပေမဲ့လည်းမှားနေတာကိုသူသတိထားမိသွားတယ်။ဘာလို့လဲဆိုတော့ချိန်ချောက်ပြီးပြောဆိုခဲ့တာမလို့自分の怒りをぶちまけているだけで相手の立場から物事を見ていなかったからだမိမိရဲ့ဒေါသတွေကိုတစ်ဖက်သူပေါ်ပုံချရုံတက်တက်ဖြစ်ပြီးတော့ကိစ္စတစ်ခုကိုတစ်ဖက်သူရဲ့ရက်ဒီဘက်ကနေမကြည့်ခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်そこでバーベキューをしている若者を見つけたらこういうようにしたအဲ့ဒီအတွက်ကြောင့်မလို့ဘာဘီကျူးလုပ်နေတဲ့လူငယ်တွေကိုတွေ့တဲ့အခါမှာဒီလိုမျိုးပြောနေတာပါ楽しそうだね私もバーベキューは大好きだよでも公園でのバーベキューは危険だから気をつけてほしい君たちに命令するつもりはないが立ち寄るときは火を完全に消してねပြောစရာကောင်းမဲ့ပုံမဲ့နော်ငါလည်းပဲဘာဘီကျူးကိုရမ်းကြိုက်တာဒါပေမဲ့ပန်းချံထဲမှာဘာဘီကျူးလုပ်တာကအန်ရများတဲ့အတွက်ကြောင့်မလို့သတိထားစေခြင်းနဲ့မင်းတို့တွေကိုအမိတ်ပေးခြင်းနဲ့ရွေချက်မဟုတ်ပေမဲ့မင်းတို့ထောက်ခွာသွားတဲ့အခါမှာမိတွေကိုတည်တည်ချာချာငိမ့်နော်また次から別の場所でバーベキューした方が安全だからよろしく頼むနောက်တစ်ခါဆိုရင်တခြားနေရာမှာဘာဘီကျူးလုပ်တာကအန်ရကင်းတဲ့အတွက်ကြောင့်မလို့ခြားနေရာမှာပဲလုပ်နော်ဒါတော့မို့တောင်းဆိုပါတယ်その結果若者たちは喜んで協力してくれたအဲ့ဒီရလက်အနေနဲ့လူငယ်တွေကဝမ်းမြောက်ဝမ်းသာစွာနဲ့ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတယ်။ဆိုလိုချင်တာကသူကဒီလိုမျိုးလေးညင်ညင်တတလေးပြောလိုက်တဲ့အခါမှာလူငယ်တွေကဒီပန်းချံမှာလာမလုပ်ပဲနဲ့တခြားနေရာမှာသွားပြီးလုပ်ပေးကြတယ်။ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။相手を脅かして従わせるのではなく相手の体面を保つように配慮すればお互いに気持ちよく過ごすことができるတစ်ဖက်သူကိုခြောက်လန့်ပြီးတော့ချိန်ချောက်ပြီးတော့လိုက်နာခိုင်းတာမဟုတ်ဘဲနဲ့တစ်ဖက်သူရဲ့ရက်ဒီဘက်ကနေမျှဝေတွေးပေးမယ်ဆိုရင်အပြန်အလှန်တယောက်နဲ့တယောက်စိတ်ကြည်ကြည်လေးလေးနဲ့ဖြတ်တန်းသွားနိုင်ပါတယ်။မှာဂျီစားပိုက်လေးရဲ့အနှစ်ချုပ်ကသူများကိုပြောတဲ့အခါမှာချိန်ချောက်ပြီးတော့ခြောက်လန့်ပြီးပြောတာမဟုတ်ဘဲနဲ့ညင်ညင်တတာနဲ့ညွညွညံ့ညံ့နဲ့ပြောမယ်ဆိုရင်တစ်ဖက်သူကလည်းပဲနားထောင်ပေးတယ်ပေါ့နော်ဒီလိုမျိုးညင်ညင်တတာပြောမယ်ဆိုရင်အဲ့လူနဲ့လည်းပဲအမုန်းမပွားတော့ဘူးနောက်ကကြည့်ပေါ့စိတ်ကြည်ကြည်လင်းလင်းနဲ့တောင်းနဲ့တောင်းဆက်ဆံသွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အရန်ကိုအကျိုးရှိပါတယ်だから脅かすのではなく穏やかに話す